မိဘများအနေနဲ့ကိုယ့်ရဲ့သားသမီးတွေအပေါ်မှာပြုစုဆောင်ရှောက်တဲ့နေရာမှာမိဘတာဝန်ကြီးအောင်လုပ်ပေးရမယ်ပြုစုထိန်းသိမ်းဆောင်ရှောက်နည်းအချက်12ချက်ကိုကျွန်တော်တင်ပြပေးသွားမှာဖြစ်ပါတယ်ပထမတစ်ချက်ကတော့ဗာလဲဆိုတော့အကူအညီပေးတာပါပဲဥပမာပြောလို့ရှိရင်ကိုသားသမီးကျောင်းစာလုပ်နေရင်သင်ချာမတွက်တဲ့ရင်ကိုကဘေးကကူတွက်ပြတာမျိုးလေးအစပေါ့အင်္ဂလိပ်စာနားမလည်တာလေးကိုကူရှင်းပြတာမျိုးအစကိုသားသမီးကကိုအမြင်မှာမိဘစီကအကူအညီလေးတွေတောင်းလို့ရတယ်ဆိုတာမျိုးလေးမြင်လာအောင်ကိုဘက်ကပြုမှုပေးရမှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ဗာလဲဆိုတော့သားသမီးလုပ်နေတဲ့အလုပ်လေးတွေမှာဘေးကနေပြီးတော့ဝိုင်းကူလုပ်ပေးတာမျိုးသားသမီးနဲ့မိဘအတူတူလုပ်တာမျိုးပေါ့ဥပမာကိုသားသမီးကတစ်ပင်လေးစိုက်နေတယ်ဒါဆိုလို့ရင်ကိုကတူလာဖေဖေကမေမေကရေလောင်းပေးမယ်အပင်တူးပေးမယ်မြေကြီးတူးမယ်အစစပြည့်ပေါ့နော်တခုခုကိုအမြဲတမ်းသားသမီးလှုပ်ချင်တာလေးတွေကိုကဘေးကနေပြီးတော့ဝင်ပါပေးတာနော်အဲ့ဒီဟာလေးကိုလည်းကျွန်တော်တို့ကလုပ်လို့ရပါတယ်တတိယတစ်ချက်ကတော့ဗာလဲဆိုတော့ဒီကိုခန္ဓာအားဖြင့်နော်ကျမ်းမာရေးအတွက်အတူလှုပ်ရှားနေထိုင်ကြတာအဲ့တော့အတူတူပြေးတာအတူတူလမ်းလျှောက်တာဟုတ်လားအတူတူရေကူးတာဘယ်လိုပဲဖြစ်ဖြစ်ဒီမိသားစုတစုအနေနဲ့ကျမ်းမာဖို့အတွက်လိုအပ်တဲ့ခန္ဓာကိုယ်လှုပ်ရှားမှုနည်းကစားနည်းမျိုးစုံမှာတာရီသမီးနဲ့အတူတူဝင်ပါပေးတာဖြစ်ပါတယ်ဇဒုရချက်ကတော့ဗာလဲဆိုတော့ဒါကတော့အများနဲ့လုပ်နေကြပါကျွန်တော်တို့စုချီးမြှင့်ပေးတာပါပဲအဲ့တော့ကိုသားသမီးရဲ့အောင်မြင်မှုတစ်ခုခုရှားရှိတိုင်းမှာတစ်ခုခုခိုင်းလိုက်တိုင်းသူအောင်မြင်အောင်လုပ်နိုင်တယ်ဆိုတဲ့အရာတိုင်းမှာထိုက်တဲ့စုကြီးတွေစုတစိမ့်တွေလက်ဆောင်တွေပြီးပြီးတော့ဒါအတိအမှန်ပြုပေးတာဖြစ်ပါတယ်နောက်နံပါတ်5အချက်ပြအဲ့ဒါဗာလဲဆိုတော့တစ်ခါတည်းမှာကလေးတွေကစိတ်ပိုင်းဆိုင်ရာလိုအပ်ချက်လေးတွေရှိတယ်စိတ်တက်ကြနေတာလေးတွေစိတ်ညစ်နေတာလေးတွေရှိတဲ့ချိန်မှာကိုကစိတ်ပိုင်းဆိုင်ရာစိတ်ခွန်အားပေးတာမျိုးသူတို့နဲ့စကားပြောပြီးတော့သူတို့စိတ်တက်ကြွလာအောင်လုပ်ပေးတဲ့ဟာမျိုးကိုလည်းမိဘတွေအနေနဲ့လုပ်ပေးလို့ရပါတယ်နောက်နံပါတ်6တခါတည်းမှာသားလေးသမီးတွေကဘယ်လိုကောင်းလဲအပြင်ကနေပြီးတော့ရလာတဲ့အောင်မြင်မှုတွေရှိတယ်သူတို့ပြင်းတော့အပြေးပြိုင်ရင်းနဲ့စုရလာတာမျိုးဟာလာအားကစားလုပ်နေမကြီးလုပ်မယ်သူတို့ရဲ့ဝါသနာတစ်ခုခုမှာသူတို့အောင်မြင်မှုရလာတယ်သူတို့လှုပ်ချင်တာတစ်ခုလုပ်ပြီးအောင်မြင်မှုရလာတဲ့အခါမှာမိဘကဟာငါသားလေးတော်လိုက်တာငါသမီးလေးတော်လိုက်တာဆိုရဲဘက်စပြီးတော့ဒါလေးကနေစပြီးချီးကျူးပေးတာပေါ့နော်အဲ့တော့ဒီလိုချီးကျူးပေးတာမျိုးလည်းမိဘတွေနဲ့လုပ်ပြီးလို့ရတယ်ဒါလည်းအိမ်တွင်းမှာချီးကျူးတွေမကောက်ဘူးဗျာဒီနေ့ခေတ်မှာတချို့မိဘတွေ social media ပေါ်မှာတက်ကြွားတာမျိုးอ่ะဒါလည်းလုပ်တင်တာပဲဗျာကိုသားသမီးကိုအောင်မြင်မှုကိုပြောတာပဲလေနော်ဒါမျိုးလည်းကျွန်တော်လုပ်ပြီးလို့ရပါတယ်နောက်နံပါတ်9ကတော့သားသမီးတွေရင်ဖွင့်လို့ရတဲ့မိဘမျိုးဖြစ်ဖို့လိုပါတယ်အဲ့လိုလုပ်ဖို့ကတော့မိဘကနားထောင်ပြီးတော့ဖို့လိုအဲ့တော့သားသမီးတွေဗာပြောချင်လဲဘာတွေစဉ်းစားနေလဲဘာတွေတွေးနေလဲအဲ့တော့သူတို့ကိုဘေးကနေပြီးတော့စကားအေးအေးဆေးအချိန်လေးပေးပြီးတော့သူတို့ရင်ထဲမှာရှိနေတာတွေကိုနားထောင်ပေးတာဟာလေအရေးကြီးတဲ့အလုပ်တစ်ခုဖြစ်ပါတယ်ခင်ဗျနောက်နံပါတ်8ချက်ကတော့ဗာလဲဆိုတော့ခုနကနားထောင်ပေးနေကိုတိလာရင်ကိုယ့်ဘက်ကတိတာလေးတွေလည်းပြန်ပြောလို့ရတယ်အဲ့တော့ဒါကဗာလဲဆိုတော့ချက်နဲ့လက်နဲ့နားလေအောင်ကိုသားသမီးကိုပေါ့နော်သူပို့ပြီးတော့သဘောပေါက်သွားအောင်သူမသိတာတွေပြီးသွားအောင်လောကကြီးကြောင်းအဲ့တော့ကိုမှရှိတဲ့ဘုဒ္ဓတာတွေနဲ့ပြီးတော့သူတို့စနစ်တကျရှင်းပြပေးတာတော့ဒါမှလည်းကိုသားသမီးကဟာလာခုနကျွန်တော်ပြောပြတဲ့နားထောင်ပေးခြင်းနဲ့ကိုကပြန်ရှင်းပြခြင်းဆိုတဲ့အချက်နဲ့ချက်ကပို့ပြီးပြည့်စုံတာပေါ့ဟောငါပြီးပါငါပေါ်နားလေတယ်ထုံးတူပဲငါမိဘအများကြီးသိတာပါလားငါ့ကိုနားလေအောင်ရှင်းပြပေးတာပါလားဆိုတော့ဒါတွေသိသွားရင်သူဒီနောက်တစ်ချိန်မှာကိုယ်တိုင်ပင်လာတော့မယ်လေဟုတ်တယ်နော်သူများတွေကိုတော့ပြောမယ်စားကို့ဖေမေနဲ့ပဲစကားပြောမှာပေါ့ဗျာဟုတ်ပါပြီကျွန်တော်နံပါတ်9ကိုဆက်ဆွေးနွေးပါမယ်အဲ့ဒါဘာလဲဆိုတော့သူတို့ကိုယုံကြည်မှုပြပြဖို့လိုရတယ်ဟိုရိုးလေးပေါ့ဗျာထမင်းဟင်းချက်တာပဲဖြစ်ဖြစ်ပကံဆေးတာအဝိရှော်လာကစားလို့ကိုရောဝင်မပါပဲနဲ့သူတို့ဘာနာသူတို့လုံတက်သွားကို့ဘေးကနေရက်ကြည့်နေလိုက်ရုံပါပဲဒါကတနည်းအားဖြင့်ဘာပြောဆိုငါသားသမီးလုံတိုင်နေလို့ကိုကယုံကြည်ပေးလိုက်တာငါသားလေးလုံနိုင်ပါတယ်ငါသမီးလေးလုံနိုင်ပါတယ်လို့ပြလိုက်တာအဲ့တော့မိဘကငါ့ကိုယုံတယ်ဆိုတော့ခံစားချက်ဟာကလေးတွေအတွက်အရင်ရေးကြည့်ပါတယ်ဟုတ်ပါပြီနောက်ကျွန်တော်နံပါတ်10ကိုပြောပါမယ်အဲ့ဒါဘာလဲဆိုတော့ကလေးတွေရဲ့စိတ်ထဲမှာအားကြစိတ်လှုပ်ရှင်စိတ်ဘာပဲဖြစ်ဖြစ်ပေါ့မိဘနဲ့စကားပြောရင်းနဲ့သူတို့စိတ်ထဲမှာလှုပ်ရှင်စိတ်တွေပေါ်လာအောင်เนาะinspiration ရလာအောင်လုပ်ပေးတဲ့ပြုစုဆောင်ရှောက်ခြင်းဟာလည်းလိုအပ်တယ်ဗျ။ဘာကြောင့်လဲဆိုတော့
ပုံမှန်တွေ့နေကြအပြင်တနည်းအားဖြင့် inspiration လုပ်တယ်ဆိုတာဘာလဲဆိုတော့ဒီကလေးတွေရဲ့အနာဂတ်မှာသူတို့မှာဆိုကြပါစို့เนาะကျွန်တော်ဥပမာတစ်ခုပေးရရင်သူတို့မှာရည်မှန်းချက်မျှော်မှန်းချက်တစ်ခုရှိတယ်ဟုတ်လားအဲ့တော့ဒီရည်မှန်းချက်မျှော်မှန်းချက်ဟာဘလို့ဖြစ်နိုင်လဲသူတို့စူးစမ်းရင်ဘယ်လောက်တောင်ရောက်ရှိနိုင်လဲဆိုတာမျိုးကိုကလမ်းပြပေးတာအဲ့တော့ဒီလိုပဲကျွန်တော်ပြောရမယ်ထင်တယ်เนาะမိဘတွေကနေပြီးတော့တဆင့်ကိုသားသမီးတွေအတွက်ဒါလေးဟာကောင်းတယ်ဒီလိုလုပ်တဲ့နယ်လုပ်တာလုပ်ဆိုတဲ့ဟာမျိုးဟုတ်လားလုပ်ရင်လည်းဘလို့တွေဖြစ်နိုင်တယ်ဆိုတဲ့ inspiration ကိုရအောင်မိဘကပြောပြီးဆွေးနွေးပြီးတာမျိုးဖြစ်ပါတယ်။နောက်နံပါတ်7အချက်ကတော့ဘာလဲဆိုတော့အဲ့တော့နံပါတ်7အရာမှာဘာလို့ဖို့လို့လဲဆိုတော့သားသမီးနဲ့မိဘကြားမှာထိုက်တဲ့စီးဆိုတာလည်းရှိရပါတယ်။ခုနကတက်ကနေ10အထိဆွေးနွေးခဲ့တဲ့ဟာတွေမှာကျွန်တော်တို့ကလိုရင်လိုသလိုပူပေါင်းပါဝင်တာမျိုးဟာလားကျွန်တော်တို့လုပ်ကြတယ်။သို့တော့တစ်ခါတည်းမှာလည်းမိဘနဲ့သားသမီးဆိုတာစီးရှိတယ်။စီးအပြင်စီးဆိုတာတဲ့ဘာလုပ်တဲ့နဲ့ဘာလုပ်မသိဘာမလုပ်တဲ့ဘူးဆိုတာကိုလည်းပြက်ပြက်သားသားသတ်မှတ်ထားမယ်။ကိုသားသမီးကိုလည်းနားလည်အောင်ကျွန်တော်တို့ကပြောပြထားမယ်။နော်ဒီကိစ္စတော့ဖေတို့မေတို့ပြောပြမလို့ဥပမာလို့ဒလုံးကပဲဒီလိုကိစ္စမျိုးဆိုတော့တာတို့သမီးတို့အနေနဲ့ဖေတို့မေမေတို့ကိုပြောမှရမယ်။ဖေတို့မေမေတို့ဆုံးဖြတ်ပေးမယ်။ဒီလိုဟာမျိုးတတ်မှတ်ထားဖို့ဖြစ်ပါလေ။နောက်နံပါတ်7ကတော့ဗာလဲဆိုတော့ကိုသားသမီးကကိုနဲ့တစ်ထက်တဲ့လူချင်းမှတူပါပေါ့။ तू ကအဆိုတော်ဖြစ်ချင်တယ်ဆိုရင်အိမ်မှာတစ်ချိန်လုံးစုံနေမှာရေချိုးကန်းထဲမှာလည်းချင်းစုံနေမှာပေါ့။ကနေမှာပေါ့။အဲ့ဒါမျိုးကိုသွားပြီးတော့မဖြစ်နိုင်ပါဘူးဆိုတော့ပြောတာမျိုးမဟုတ်ပဲနဲ့ပြီးခံပြီးတော့ဟာချကွာဆိုတော့မျိုးအားပေးရဟလား तू ပကြီးဆွဲတာဝါသနာပါတယ်ပုံနေမလားကိုသိတာပေါ့ဒါပေမဲ့ဓာကြီးကိုသွားပြီးတော့မကောင်းတဲ့ရှိတော့ကနေပြောနေတာမဟုတ်လှုပ်ချင်တာလှုပ်ပါစေ तू ဝါသနာပါတာကောင်းတာလေးတွေလှုပ်ပါစေဆိုပြီးတော့ပြီးခံပြီးတော့စောင့်ကြည့်ပေးတာမျိုးနော်တဖြည်းဖြည်းနဲ့လမ်းကြောင်းမှန်ပေါ်ရောက်လာအောင်ကိုကအချိန်ပေးပြီးစောင့်ကြည့်တာမျိုးပါလေမိဘတွေနဲ့လုပ်တင်ပါတယ်ကျွန်တော်အခု12ချက်တီးတီးเนาะအပြူသဘောဆောင်တဲ့မိဘတယောက်အနေနဲ့တာဝန်ကြီးအောင်ဘယ်လိုလုပ်အောင်လဲဆိုတဲ့အချက်ကလေးတွေကျွန်တော်ဆွေးနွေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ကောင်းလို့ဆိုပါအသက်12ကနေ16နှစ်ကြားမှာရှိတဲ့သားငယ်သမီးငယ်တွေကိုလိုအပ်တဲ့ life skill for you ဆိုတဲ့ program တွေ soft skills program တွေနောက်တစ်ခါစီးပွားရေးနဲ့ပတ်သက်ပြီးတော့သူတို့အရွယ်လေးမှာအခြေခံနေသိအောင်လုပ်ပေးတဲ့ Young CEO ဆိုတဲ့နိုင်ငံတကာမှာသင်ကြားနေတဲ့ program မျိုးတွေကိုကျွန်တော်တို့သင်တန်းကျောင်းကနေပြီးတော့ online ကနေ Zoom နဲ့သင်ကြားပို့ချပေးနေတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်နားထောင်ပေးတဲ့